Spider-Man ကဘာလို့ဒီလိုလုပ်ခဲ့ရတာလဲအရာအလုံးဟာဖီးတော်ရဲ့မြို့တော်စတင်တိုက်ခိုက်ခံရချိန်ကစခဲ့တာပါ Spider-Man ဟာတယောက်တည်းနဲ့တော့လူတိုင်းကိုကယ်တင်နိုင်မှာမဟုတ်ဘူးဆိုတာသဘောပေါက်သွားခဲ့တယ်နှစ်ခါစဉ်းစားမနေတော့ပဲ Doctor Strange ထံဖုန်းဆက်ပြီးအကူအညီတောင်းခဲ့ပါတယ်ဒါပေမဲ့ဖုန်းကိုလက်ခံဖြေကြားလိုက်တာကတော့ Black Panther အသစ်ဖြစ်နေခဲ့တယ်ဖီးတော်ကမြို့တော်ပျက်စီးနေကြောင်းလူတွေသေဆုံးနေပြီးမိနစ်တိုင်းမှာဒဏ်ရာရသူတွေတိုးပွားနေကြောင်းပြောပြခဲ့ပါတယ်ဒါပေမဲ့ပြန်ရလိုက်တဲ့အဖြေကတော့တကယ်ကိုတုံ့လို့เสียရပါ Black Panther ကဒါဟာ Avengers တွေနဲ့မဆိုင်တဲ့ကိစ္စလို့ပြန်ဖြေခဲ့တယ်ဖုန်းကိုပိတ်လိုက်ပြီးထွက်သွားခဲ့ပါတယ်အဲ့ဒီစက္ကန့်မှာပဲဖီးတော်ဟာသူ့စုပ်ပစ်ခံလိုက်ရပြီဆိုတာနားလည်သွားခဲ့တယ်မော်ပန်းနွမ်းနေပေမဲ့လည်းသူဟာတယောက်တည်းဆက်လက်တိုက်ပွဲဝင်ခဲ့ပါတယ်ဟင်အင်းမဟုတ်ဘူးမြို့တော်ဟာပျက်စီးယိုယွင်းနေပြီးမိသားစုတွေပျက်စီးခဲ့ရတယ်အပြစ်မဲ့သူတွေတေဆုံးခဲ့ရပြီးကလေးတယောက်လည်းအသက်ဆုံးရှုံးခဲ့ရပါတယ်ဖီးတာကသူလုံနိုင်သမျှအကုန်လုပ်ခဲ့ပေမဲ့မလုံလောက်ခဲ့ပါဘူးဒီနေ့ထပ်ပိုပြီးနာကျင်စရာမရှိတော့ဘူးလို့သူယုံကြည်ခဲ့တာပါ Avengers တွေပါတီပွဲမှာစုဝေးပြီးရေမောပျော်ပါနေကြတာကိုမတွေ့ခင်ထိပေါ့အဲ့ဒီအသက်ပေါင်းများစွာတေဆုံးသွားတာကို